တိုင်းရင်းသားညီကိုမောင်နှမအပေါင်းမင်္ဂလာပါလို့ဦးစွာပထမနှုတ်ခွန်းဆက်သအပ်ပါတယ်ခင်ဗျကျွန်တော်ကတော့ဒေသတွင်းမှာရှိတဲ့တိုင်းရင်းသားညီကိုမောင်နှမများကိုပုံပြုပြီးတော့နိုင်ငံတွင်းမှာရှိတဲ့တိုင်းရင်းသားညီကိုမောင်နှမများရဲ့ကျမကြီးကိုအခြေခံပြီးလူ့ဘဝမြင့်တည်ရေးလုပ်ငန်းများကိုဦးစွာပထမဆောင်ရွက်နေတဲ့ဦးဝင်းကြီးပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်အခုရောက်ရှိနေတာကတော့ဆက်ပြည့်နဲ့တောင်ပိုင်းနမ်မဆန်မြို့ဖြစ်ပါတယ်ခင်ဗျနမ်မဆန်မြို့ဖြစ်ပါတယ်ကျွန်တော်25ရက်နေ့ကတောင်ကြီးမြို့မြတ်တော်ဝင်ဆေးရုံမှာဆေးရုံတက်ရောက်နေတဲ့လူနာတူအရေးပေါ်တွေးလိုအပ်နေတာကြောင့်မိမိရဲ့နှလုံးသွေးကိုဖောက်ထုတ်ပြီးတော့လှူဒန်းပေးခဲ့ပါတယ်အဲ့ဒီအချိန်မှာဆရာမများကဒီကြားထဲမှာခီးသွားစရာရှိလားလို့ကျွန်တော်မေးပါတယ်ကျွန်တော်ကလည်းခီးသွားစရာမရှိဘူးမတော်လို့အရေးပေါ်ကုညီကယ်ဆယ်ရေးလုပ်ငန်းတွေရှိမယ်ဆိုရင်လည်းကလေးတွေလွတ်ပါမယ်လို့ကျွန်တော်သူတို့ကိုပြောပြီးတော့ကျွန်တော်တွေးလူပါတယ်ဖြစ်ချင်တော့ကျွန်တော်တွေးလူပြီးတဲ့အချိန်နောက်နေ့မနေ့26ရက်နေ့မနေ့မှာမနေ့အိယာမထားသေးဘူးပေါ့မနေ့6နာရီလောက်အချိန်မှာပေါ့နော်ကျွန်တော်တွေးလူထားတော့အေးဝါအိတ်တဲ့အချိန်နဲ့6နာရီလောက်အချိန်မှာဘွားတူကနေအကူညီတောင်းပါတယ်အကူညီတောင်းတဲ့အကြောင်းအချက်ကတော့ကျွန်တော်တို့ဒေတာတွင်းမှာရှိတဲ့ကလေးငယ်တူလွန်ခဲ့တဲ့3နှစ်လောက်ထဲကတစ်ဖက်နိုင်ငံမှာသွားပြီးတော့အလုပ်လုပ်ကင်နေရနေပြီးခဲ့တဲ့ EP လမှာဟိုဘက်နိုင်ငံကဖန်စီအရေးယူခြင်းခံရတာပေါ့ဖန်စီအရေးယူခြင်းခံရပြီးတော့အခုချိန်မှာကလေးကိုဟိုဘက်ကနေပြန်လွတ်ပြီးတော့ပြန်လွတ်လာတဲ့အချိန်မှာဒီကလေးကနေဇက်ကနေဝင်ရပါ BB1 ကနေပြန်ဝင်တယ် BB1 ဆိုတော့ကျွန်တော်တို့နားကောက်မှုပုံပါချမ်းတွေပြန်ဝင်ပြီးတော့ကျိုင်းနှုံကိုရောက်ရှိပါတယ်ကျိုင်းနှုံမှာသူဒုက္ခတွေတွေ့နေတယ်ဒုက္ခတွေတွေ့ပြီးတော့ဒုက္ခတွေတွေ့နေတဲ့အတွက်တွားရောက်ခေါ်ဆောင်ပေးဖို့ပေါ့နော်ဒီကလေးထဲမှာလည်းမှတ်ပုံတွေကမပါသွားဘူးပေါ့မှတ်ပုံတွေကကြံနေခဲ့တယ်မှတ်ပုံတွေကြံနေခဲ့တော့သူ့ရဲ့လာဖို့အခက်အခဲတွေဖြစ်နေတယ်နောက်ဝေကြီးအခက်အခဲရောကျွန်တော်တို့တိုင်းပြည်ရဲ့အခြေအနေကအဲ့ဒီအခက်အခဲတွေကိုတွားကူညီဖို့အတွက်ကဲဦးလေးလိုက်မှဦးလေးကိုယ်တိုင်လိုက်ပြီးကူညီမှရမယ်လို့ဆိုပါတယ်ကျွန်တော်ကလည်းပြောလိုက်ပါတယ်ကျွန်တော်သွေးလှူထားတယ်ခီးသွားလို့တော့မဖြစ်ဘူးဒါပေမဲ့တစ်ဖက်မှာလည်းတကယ်ကိုဒုက္ခရောက်နေတဲ့အခက်အခဲဖြစ်နေတဲ့ဒီကလေးကိုသွားခေါ်မှဖြစ်မှာဆိုတော့ကျွန်တော်မထူးပါဘူးလေဆိုပြီးကျွန်တော်အတင်းတွေကကလေးတယောက်ကိုခေါ်ပြီးတော့ကျွန်တော်တို့ဒီကလေးရဲ့အုတ်ထိပ်သူမိဘနဲ့အတူကျွန်တော်တို့ကျိုင်းနှုံကိုသွားပြီးမနေ့ကကူညီခဲ့ခြင်းဖြစ်ပါတယ်သွားရောက်ခေါ်ခဲ့ခြင်းဖြစ်ပါတယ်သွားရောက်ခေါ်ခဲ့ပြီးတော့ကျွန်တော်တို့26ရက်နေ့ရထွက်တယ်ကျွန်တော်တို့မိုင်းပြင်းမှာ26ရက်နေ့ညအိတ်တယ်29ရက်နေ့ကျွန်တော်တို့ကျိုင်းနှုံကိုရောက်တယ်ကျွန်တော်တို့အဲ့ကလေးနဲ့တွေ့ဆုံပြီးတော့စနစ်တကျပြန်လဲခေါ်ဆောင်လာခဲ့ပါတယ်ခေါ်ဆောင်ပြီးတော့သူမိဘနဲ့အုတ်ထိပ်သူနဲ့အတူပြန်လဲခေါ်ဆောင်ပြီးတော့အဲ့နေ့မှာပဲချက်ချင်းကျွန်တော်တို့ပြန်ထွက်တယ်မနေ့ကကျွန်တော်တို့မနေ့ကကွန်ဟင်းမှာအိတ်ပါတယ်ဒီနေ့ကျွန်တော်တို့ပြန်ထွက်လာပါပြီနမ်မဆန်ရောက်ပါတယ်ကျွန်တော်အနေနဲ့တိုင်းရင်းသားညီကိုမောင်နှမများရဲ့ပတ်သက်လာလို့ရှိရင်တိုင်းရင်းသားညီကိုမောင်နှမများနဲ့အခက်အခဲနဲ့ပတ်သက်လာလို့ရှိရင်ကျွန်တော်ရဲ့ကိုဂျိုးမတွက်ဖဲပေါ့နော်ကိုဂျိုးမတွက်ဖဲနဲ့ကျွန်တော်ကူညီလေးကူညီထရှိတာပေါ့ဒါတွေကကျွန်တော်အတွက်တော့အသားကျနေပါပြီဒါကျွန်တော်ကိုရည်သွေးပြောတာမဟုတ်ပါဘူးယခုလဲကျွန်တော်အနေနဲ့ဟလာတောင်ကြီးမြို့နယ်ပြည်သူ့လွတ်တော်နေရာမှာကျွန်တော်ရွှေချိန်ခွင်တစိမ့်နဲ့ logo ရွှေချိန်ခွင်လေးနဲ့ကျွန်တော်ဝင်ရောက်ရှင်းပြိုင်ပါမယ်ပြည်သူ့လွတ်တော်မှာရွှေချိန်ခွင်လေးနဲ့ဝင်ရောက်ရှင်းပြိုင်ပါမယ်ရွှေချိန်ခွင်ရဲ့အဓိပ္ပာယ်ကတော့တရားမျှတခြင်းအဓိကပေါ့နော်ဥပဒေတစ်ခုမှာဥပဒေရပြုထားတဲ့အခွင့်အရေးတစ်ခုကိုကာကွယ်ပေးထားတဲ့အခွင့်အရေးတစ်ခုကိုနိုင်ငံသားတိုင်းအားလုံးကအညီအမျှခံစားပိုင်ခွင့်ရှိပါတယ်ဥပဒေရတားမြစ်ထားတဲ့အခင်းလုပ်ရတစ်ခုကိုလည်းနိုင်ငံသားတိုင်းကညီတူညီမျှကာကွယ်ဆောက်ရှောက်ရမှာပဲဖြစ်ပါတယ်ညီတူညီမျှလိုက်နာမှာပဲဖြစ်ပါတယ်ဘဒုရဲ့သားရဲ့မလို့အုပ်ချုပ်ရေးမှုရဲ့သားရဲ့မလို့နိုင်ငံတော်သမ္မတကြီးသားရဲ့မလို့ဘယ်လူကြီးရဲ့သားရဲ့မလို့လူကြီးရဲ့အမျိုးရဲ့လို့တီးခြားခံစားခွင့်ပြီးခြားရပိုင်ခွင့်မရှိစေရဘူးဆိုတဲ့သဘောတရားနဲ့အတူခုနကလိုနိုင်ငံတွင်းမှာဖြစ်ပျက်နေတဲ့တိုင်းပြည်တွင်းမှာဖြစ်ပျက်နေတဲ့တိုင်းရင်းသားညီကိုမောင်နှမများတွေရဲ့လူမှုဘဝမြင့်တင်ရေးမှာလိုအပ်ချက်တွေကိုဥပဒေပေါင်းတွေကနေစနစ်တကျဆောင်ရွက်ပေးနိုင်ဖို့ကျွန်တော်ခုနကရွှေချိန်ခွင်တစ်စိတ်ကလေးနဲ့ဝင်တိုင်ရခြင်းဖြစ်ပါတယ်ရွှေချိန်ခွင်ဆိုတဲ့သဘောတရားအလုပ်လုပ်ရင်
အစွမ်းရှိတဲ့သူရဲ့ခံစားပိုင်ခွင့်ကိုအပြည့်အဝခံစားရမယ်ဆိုတဲ့သဘောလေးရှိပါတယ်ခင်ဗျတိချက်ကဥပဒေကိုလေးစားလိုက်နာသောအားဖြင့်ဥပဒေနဲ့အညီခံစားပိုင်ခွင့်နဲ့ဥပဒေနဲ့သတ်မှတ်ထားတဲ့အားတွေကိုလိုက်နာဆောင်ရွက်ပိုင်ခွင့်တွေကိုရွှေချိန်ခွင်နဲ့ဆောင်ရွက်နေသလိုတစ်ဖက်ကလည်းဟလာသူ့ရဲ့လူတယောက်ရဲ့အရင်အမြင့်ဆွမ်းအားနဲ့အတူထပ်တူညီများတဲ့ခံစားပိုင်ခွင့်တွေရှိစေဖို့အတွက်ကျွန်တော်ဆောင်ရွက်သွားဖို့လွတ်တော်ထဲမှာဆွေးနွေးတင်ပြသွားဖို့လွတ်တော်ထဲမှာអော်သွားဖို့ပြည်သူအတွက်ကိုစားអော်သွားဖို့ကျွန်တော်ဝင်ပြန်ရခြင်းဖြစ်ပါတယ်ဝင်ပြန်ရခြင်းဖြစ်ပါတယ်အာနာယူခြင်းလို့မဟုတ်ပါဘူးခင်ဗျာပြည်သူကပေးလာခဲ့ရင်တာဝန်ကိုယခုကျွန်တော်ထမ်းဆောင်နေတဲ့တာဝန်ထက်ပိုပြီးတော့လေးနဲ့တီကြီးတဲ့အောင်မြင်စေမဲ့တာဝန်တွေကိုပို့ပြီးထမ်းဆောင်နိုင်အောင်ဝင်ပြိုင်ခြင်းဖြစ်ပါတယ်။ပြည်ဒေသခံတိုင်းရင်းသားညီကိုမောင်နှမများရှမ်းပြည်တောင်ကြီးမြို့ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့နယ်မှာရှိတဲ့ဒေသခံတိုင်းရင်းသားညီကိုမောင်နှမများအနေနဲ့ကျွန်တော်ထက်ပို့ပြီးအစွမ်းထက်တဲ့လူကျွန်တော်ထက်ပို့ပြီးတော့လုံနိုင်တဲ့လူတွေ့ခဲ့ရင်လေထိုသူကိုထိုလွတ်တော်ကိုယ်စားလှယ်ကိုမဲပေးပါလို့ကျွန်တော်ဆန္ဒပြုပါတယ်။အဲ့လိုမှမဟုတ်လို့ဟလာမထူးဟိုပေါ့မထူးပါဘူးကွာတွေ့သမျှလူမဲပေးမယ်ဆိုတဲ့ဆန္ဒမျိုးမထွက်ဖ ೇನೆ တကယ်လုံနိုင်မယ်ကိုဒေသကိုတကယ်လုံခဲ့သလားကိုဒေသအတွက်လားကိုဒေသခံတိုင်းရင်းသားပြည်သူကိုဦးစားပေးတင်တာပေါ့နော်ဒီတိုင်းရင်းသားဒေသခံပြည်သူကိုဦးစားပေးပြီးတော့ကိုဒေသကိုပြည်တွင်ကိုဒေသကိုနိုင်ငံတော်အတွက်တကယ်လုံနိုင်တဲ့သူလားဆိုတာကိုသေချာသုံးသပ်ပြီးတော့ရွေးချယ်ပေးကြပါလို့ကျွန်တော်ကတော့တိုက်တွန်းပါတယ်တိုင်းရင်းသားညီကိုမောင်နှမများကိုကဲကျေးဇူးပါအားလုံးမင်္ဂလာပေါင်းနဲ့ခါညောင်းကြပါပါစေဟလာကျမ်းမာရေးကိုကျွန်တော်တောင်ကြီးမြို့နယ်အတွင်းမှာရှိတဲ့တိုင်းရင်းသားညီကိုမောင်နှမများအနေနဲ့ကျမ်းမာရေးကိုအခြေခံပြီးလူမှုဘဝအခက်အခဲတွေရှိလို့ရှိရင်ကျွန်တော်ကိုကြိုက်တဲ့24နာရီအချိန်ဆက်သွယ်နိုင်ပါတယ်ကျမ်းမာရေးကိုအဓိကထားပြီးတော့ကျန်တဲ့အခက်အခဲတွေနဲ့ပတ်သက်လာရင်ကျွန်တော်ချီကိုဆက်သွယ်နိုင်ပါတယ်အကူအညီတောင်းခံနိုင်ပါတယ်ကျွန်တော်အနေနဲ့ကတော့လက်ရှိအနေအထားအရကျွန်တော်တတ်နိုင်သောဘက်ကနေပြီးတော့တတ်အားသမျှအစွမ်းကုန်ညုံကူညီဆောင်ရွက်ပေးနေပါတယ်ခင်ဗျကူညီဆောင်ရွက်ပေးနေပါတယ်ကျွန်တော်အနေနဲ့ဆောင်ရွက်ပေးမှုတွေမှာဟုတ်လားဆောင်ရွက်ပေးမှုတွေပေါ်မှာတိုင်းရင်းသားညီကိုမောင်နှမများအနေနဲ့လဲကျွန်တော်တို့ကကိုကြိုးစုံပြီးဆောင်ရွက်ပေးတဲ့အခါမှာဟုတ်လားဆောင်ရွက်ပေးနိုင်စွမ်းရှိတဲ့အတိုင်းအတာတွေဆောင်ရွက်ပေးတဲ့အခါမှာပြည်သူလိုအပ်တဲ့ဆောင်ရွက်ပေးခြင်းထက်ဆောင်ရွက်ပေးစေခြင်းထက်အတိုင်းအတာထိမဆောင်ရွက်ပေးနိုင်ခဲ့ရင်လဲခွင့်လွတ်ပါအဲ့ဒါကကျွန်တော်လက်ရှိအနေအထားအရကျွန်တော်တို့ဆောင်ရွက်နိုင်ရဆောင်ရွက်ပိုင်ခွင့်ရှိတဲ့အတိုင်းအတာတစ်ခုထိပဲအောင်မြင်စွာဆောင်ရွက်ပေးနိုင်တာကိုလည်းနားလည်ခွင့်လွှတ်ပေးပါလို့ကျွန်တော်မေတ္တာရက်ခံအပ်ပါတယ်အခုကျွန်တော်ရောက်နေတာတော့နမ်မဆန်မြို့နမ်မဆန်မြို့ရေကြီးနေတယ်လို့ပြောလိုက်တာရေကြီးနေလို့ဟိုအိမ်လေးကလည်းရေကြီးနေလို့မြုပ်နေတယ်ဒီအိမ်လေးကလည်းစောင့်လဲစားနေရေကြီးနေလို့မြုပ်နေတယ်ဟိုဘက်အိမ်ကြီးဆိုလဲဒါအိမ်ရေဝင်နေတယ်မေးကြည့်တာကတော့ဒီထဲမှာလူအသေးတောက်ပေါ့နော်ရေကြီးလာတဲ့အတွက်ဒေသခံတိုင်းရင်းသားလူအသေးတောက်တွေရှိသလား။ဘာမှကူညီရအောင်မလဲလို့ကျွန်တော်မေးကြည့်တဲ့အခါမှာဦးလေးတဲ့မလိုပါဘူးတဲ့ဒီမှာတော့လောလောဆယ်သူ့ဒေသနဲ့သူ့အတူကူညီကြလေးနဲ့အဆင်ပြေရလို့ပြောနေတာဒါရေကြီးနေတာပါ။ကဲတိုင်းရင်းသားညီကောင်မောင်များဘေးရန်ခတ်သိမ်းပြင်းကြပါစေ။မိမိတို့ကိုကိုစားပြုပြီးတော့မိမိတို့ဘဝမြင့်တင်ရေးတွေဆောင်ရွက်နိုင်တဲ့လွတ်တော်ကိုယ်စားလှယ်ကောင်းတွေကိုရွေးချယ်တင်မြှောက်နိုင်ပါစေ။တိုင်းသားညီကိုမောင်နှမများအနေနဲ့ဆန္ဒရှိလို့ကျွန်တော်ဦးဝင်းကြီးတောင်ကြီးမြို့နယ်ပြည်သူ့လွှတ်တော်မှာဆန္ဒရှိလို့ကျွန်တော်ကိုတာဝန်ပေးအပ်မယ်ဆိုရင်လည်းတတိပုဂ္ဂလဦးဝင်းကြီးကျွန်တော်အနေနဲ့လေးနှစ်စွာပို့ပြီးထမ်းဆောင်သွားပါမယ်လို့လည်းအတိအလင်းကတိပြုပါတယ်ခင်ဗျ။အားလုံးမင်္ဂလာပါကျေးဇူးတင်ပါတယ်ခင်ဗျာ။